လွန်ခဲ့တဲ့တစ်နှစ်တုန်းက Nation League ဘောလုံးပွဲမှာပေါ်တူဂီကိုရှုံးခဲ့တုန်းကစပိန်ကွင်းလယ်လူပက်ဒရီဟာသူ့ရဲ့ Instagram Story မှာ190726ဆိုတဲ့ကိန်းဂဏန်းကိုတင်ခဲ့ပါတယ်။အဲဒီချိန်တုန်းကဒါဟာဘာအဓိပ္ပာယ်မှန်းလူတော်တော်များများကမသိခဲ့ကြပေမဲ့အခုတော့ပက်ဒရီဘာကိုဆိုလိုချင်လဲဆိုတာသဘောပေါက်သွားခဲ့ကြပါပြီ။ပက်ဒရီဟာပြင်သစ်ကိုအနိုင်ယူပြီးကမ္ဘာ့ဖလားဘောလုံးပွဲကိုတက်နိုင်ခဲ့တဲ့နောက်မှာလွန်ခဲ့တဲ့တစ်နှစ်ကသူတင်ခဲ့တဲ့190726ဆိုတာကိုပြန်တင်ခဲ့ပါတယ်။တကယ်တော့190726ဆိုတာဟာ2026ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပမယ်ဇူလိုင်လ19ရက်2026ခုနှစ်ကိုရည်ညွှန်းတာဖြစ်ပြီးဒီစီချိန်သူ့ရဲ့ story မှာပေါ့ကလောက်ပုံ emoji လေးအပိုပါလာခဲ့ပါတယ်။ဘဝမှာအနေအမြင့်အတက်အကျဆိုတာတွေရှိသမျှမို့လောကရန်ရဲ့ရိုက်ခတ်မှုတွေကိုမမှုပဲကိုယ့်အလုပ်ကိုဆက်လုပ်သွားမယ်ဆိုရင်လိုချင်တဲ့ပန်းတိုင်းကိုတေချာပေါက်ရောက်နိုင်မယ်ဆိုတာဘက်ထရီကအကောင်းဆုံးသက်သေပြသွားခဲ့တာပါပဲ။